ရာခေါ်သင်ပြီးသွားလို့ရှိရင်လစာကလကုန်မှပေးရတာလားဒါမှမဟုတ်လေလမကုန်ခင်တည်းကပေါ့နော်ကြိုပြီးတော့မှသွင်းရတာမျိုးလားပေါ့ဒီမေကွန်းလေးကမိဘတွေအတွက်အရန်ကိုမှဒါအတိများတဲ့မေကွန်းတစ်ခုဖြစ်တယ်ပေါ့နော်တချို့မိဘတွေကြောင့်လည်းဒါတင်နေကြဖြစ်တယ်အိမ်ခေါ်တင်တဲ့ကျူရှင်တွေတင်နေကြဖြစ်တဲ့ကြောင့်မလို့ဒါကြိုပေးကြိုရှင်းရတဲ့စနစ်ဆိုတာတော့သူတို့သိကြတယ်တချို့တွေကြတော့အခုမှစပြီးတော့ခေါ်တဲ့ခါမျိုးတွေမှာလကုန်ပေးလားဒါမှမဟုတ်လေတကယ်လို့ကြိုပေးထားမယ်ဆိုလို့ရှိရင်ရောဆရာဆရာမတွေဘက်ကမဝင်ဖြစ်တော့တာမျိုးရှိလို့ရှိရင်ရောတာဝန်ယူပေးတာမျိုးရှိသလားပေါ့စသဖြင့်ဒီလိုမျိုးတွေပြောကြရတယ်ပေါ့နော်ဆိုတော့ဒီမှာသတ်မှတ်ထားတဲ့စနစ်ကတော့ဒါတင် जा ရေးပိုင်းကဆရာဆရာမတွေ guide တွေဖြစ်တဲ့ကြောင့်မို့လို့လေလကာတီကျူရှင်းရမှာဖြစ်ပါတယ်ဆိုတော့ကိုကတရက်နှစ်ရက်တင်ပြီးတော့ trial ပုံစံမျိုးလေးတင်ပြီးတဲ့နောက်မှာအဆင်ပြေရဆိုလို့ရှိရင်လကာကိုလွှဲပေးရမှာဖြစ်တယ်လွှဲပြီးသွားလို့ရှိရင်တစ်လအပြည့်အောင်ဝင်ပေးပါလိမ့်မယ်တကယ်လို့တစ်လမပြည့်ဘဲနဲ့ဆရာဆရာမတွေဘက်ကပြည့်ရင်းခဲ့တယ်နားသွားတယ်မဝင်တော့ဘူးဒါရှိရဆိုလို့ရှိရင်ဒီဘက်ကိုအချိန်မြေပြောပြီးတော့မှကိုယ့်ရဲ့ကျန်တဲ့လကာကိုပြန်ယူတာမျိုးတွေဒါမှမဟုတ်လေဆရာဆရာမအစားထိုးပေးတာမျိုးတွေကိုလုပ်ကိုလိုချင်တယ်လို့မျိုးလေးပေါ့နော်လုပ်ပေးပါတယ်ဆိုတော့ဒါကြောင့်မို့လို့အဓိကတော့ဒီလိုမျိုးလကာနဲ့ပတ်သက်တဲ့တီးစင်စရာလေးတွေကိုပြပြပေးချင်တာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဆရာဆရာမတွေခေါ်ချင်တယ်ဆိုလို့ရှိရင်တက်ခိုင်းမြန်မာမှာလာရောက်ပြီးတော့မေးမြန်းလို့ရပါတယ်